အားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့ဗကန်ဖျားကိုအလဲဆိုတဲ့တနေ့တာကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ငါဒီနေ့ဗကန်ကိုရောက်နေတာပဲ။ဗကန်ဖျားမှာဘလို့ရှိလဲဆိုတာကြည့်အောင်မယ်။ဝေါဗကန်ဖျားမှာတော်တော်လေးခမ်းနာပဲ။ငါရဗကန်ဖျားကိုတက်ပုံတော့ရိုက်အောင်မယ်ခဏနေအောင်ဓာတ်ပုံမရိုက်ခင်ကရှူကင်းလေးတွေကိုကြည့်မယ်ပြီးရင်ဗကန်စီးစာလေးတွေဗကန်နေဝင်ချိန်စီးစာလေးတွေလည်းကြည့်ရမယ်ဒါကကူပဲရနေမယ်ငါဒီကူပဲရတဲ့ကိုဝင်ကြည့်အောင်ပါပဲဝေါကူပဲရတဲ့မှာမိုင်းလိုက်တာငါဟိုဘက်မှာလေကားတစ်ခုရှိတာပဲဒီလေကားပေါ်ကနေတက်သွားရမယ်လေကားပေါ်မှာတက်လို့ကလည်းโอเคလေးပါဗကန်ဖျားကိုစောက်ထားတာတော်တော်မိုက်တယ်ငါညနေကျရင်ဆာကူရာမြူကြီးရဲ့ပြန်အောင်မယ်ဆိုဗကန်ကိုအလဲတစ်ခေါက်ရောက်တော့ကတပူလေးရိုက်ထားရမယ်ပြီးမှငါတငယ်ချင်းတွေကိုကြွားရမယ်ငါဟိုဗကန်ဖျားကိုငါတော်ပြီတော့လိုက်အောင်မယ်ဒီဟာကိုငါကတော့ပြင်ငါတပုတ်ရရမယ်ကတော့လို့လည်းပြီးပြီဆိုတော့တခြားနေရာကိုတော့ရမယ်ဘယ်တော့ရင်ကောင်းမလဲဘယ်နှမငါစပီဆွဲရင်ကောင်းမယ်ဗီဒီယိုရစပီရဆွဲမှာဆိုတော့ဘယ်နှမတော့ဆွဲရင်ကောင်းလဲစပီဒီတော့ဝင်ဆွဲရင်ကောင်းမှာဆွဲလိုက်မယ်ဒီမှာတူတူရေးလိုက်မယ်ဖုန်းထုတ်အောင်ပါပဲရိုက်ဖို့ငါတတိကိုလုပ်ရမယ်ချက်ချူရင်းရလဲအမိုက်ပဲငါရဲ့ကြိုက်ပဲငါစပင်ပူလို့စတုံးထုံးတာပဲအေးတယ်တော်လိုက်ဦးမှာပဲငါဘယ်နေရာကိုရင်ကောင်းမလဲတခြားနေရာဗကန်ဖျားအိုးမိုက်တယ်နော်ဗကန်ဖျားမိုက်လိုက်တာဒီရဟာငါရှင်းအမွေအနှစ်တွေကိုလိလာဖို့ငါမေ့နေရပဲငါဒီချက်ကငါကိုရှင်းအမွေအနှစ်တွေလိလာခဲ့လို့ငါပြောခဲ့မလိလာခင်ငါကတော့အောင်မေကတော့လို့လည်းပြီးပြီဆိုတော့ဒီနေရာကိုတော့တော့လည်းပြီးပြီဆိုတော့ဘယ်တော့ရင်ကောင်းလဲမင်းဒီတော့ငါ7 နာရီကျရင်လိုင်းကထွက်တော့မှာအမလေး7 နာရီကျရင်လိုင်းကထွက်တော့မှာဆိုတော့ငါတို့ရဆာကူရာမျိုးကြီးရဲ့ကိုပြန်ရောက်တော့မှာပဲပြောစရာကြီးပဲဒါပေမဲ့ငါဒီဘက်ကဖျားထွေးတွေကိုတအောင်မှာပါတယ်လို့ချင်ပြန်တော့မှာလေဘက်ကဖျားရေနောက်နေ့မှမိသားစုလာလဲခဲ့မယ်နော်ဘကန်ဖျားရေအမေတရှင်းအမွေအနှစ်တောင်းလေးလာခဲ့ပြီရှင်းအမွေအနှစ်တွေမိုက်တယ်လိုင်းကမမီပဲနေအောင်မယ်နည်းနည်းတော့မှာအားလုံးကိုကြည့်ရှုပေးတဲ့အတွက်ကြောင့်တရားစင်းကြီးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးတွေမှာလည်းဒီလိုမျိုးစိတ်ဝင်စားစရာဆာကူရာပုံမြင်လေးတွေကိုကြည့်ကြရင်တော့ like and subscribe လေးလုပ်ပေးကြပါအောင်နော်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးပဲတတာ like and follow လေးလည်းလုပ်ဖို့မမေ့ကြပါနဲ့အောင်နော်